ကဲဒီညလောက်ရမယ့်လောက်က customer တဦးရဲ့ဖုန်း Mitron D9 China version လေးကို custom room တင်သုံးချင်လို့ဆိုပြီးကမန္တလေးကနေကျွန်တော်စီကိုတင်ပို့လိုက်ပါတယ်ဒါပေမဲ့ဒီ Mitron custom room တွေကမရှိသလောက်ကိုရှားပါတယ်ကျွန်တော်လည်းမတွေ့ဘူးပေါ့နော်လက်ရှိနေတာကဖုန်းက China version ဆိုတော့ Google နဲ့ပတ်သက်တဲ့ service တွေကိုတစ်ခုမှသုံးလို့မရပါဘူးOkay ဖုန်း version နဲ့ကိုင်မဲ့ Google Service Framework တွေကိုလည်း down ထည့်လို့မရပါဘူးအဲ့တော့ customer ပို့ကကြိုးနှက်သွားအောင် Google Play Service တွေလည်းအဆင်ပြေပြေသုံးလို့ရအောင် Convert Global Room ဖြစ်တဲ့ China to Global လေးချိန်ပေးလိုက်ပါမယ်အခုတော့ဖုန်းအမရှိသေးဘူးအသွင်းလိုက်အောင်မယ် 1 hour later ကဲဖုန်းအားလည်းပြည့်ပြီဆိုတော့အလုပ်စမယ်ဒီဖုန်းမှာသုံးထားတဲ့ CPU က Qualcomm ဆိုတော့ Power Pack Follow Up Down နှိပ်ကြိုးထိုးပြီးကိုရောင်းရှိမှုဝင်မယ်ရေးမဲ့တူကိုတော့အလော်တူကိုတုံးလိုက်မယ်ကျူစီကိုသွား custom ရွေးလောက်တာထည့်မယ် firmware ရေးမယ် EMC type ပြီးရင် flash မယ် firmware စရေးနေပါပြီကဲအခုဆိုရင် Mitron D9 China version ကို without data loss ဘာ data မှမပြတ်ပဲ global ချိန်လိုက်ပါပြီPlay Store လည်းတုံးလို့ရပြီ YouTube လည်းကြည့်လို့ရပြီ Setting ထဲမှာလည်း G-Space ပါသွားမယ် IMEI နဲ့ရှိတယ် IMEI လည်းပါသေးတယ်ဆိုတော့ဒီကောင် CDMA ပါအသုံးပြုလို့ရပါမယ်ဒီ Mitron ဖုန်းတွေကန်ရတာလေကင်မရာရိုက်ရုံနဲ့တန်တယ်တလား AMOLED display နဲ့ကင်မရာက16 megapixel ကိုမှ30 frame rate Full HD ပဲရပေမဲ့ကင်မရာရဲ့ enhanced movement ကလေတော်လေးကိုခေါ်တယ်တလားကျွန်တော်ဒီကင်မရာနဲ့ရိုက်ထားတဲ့ output footage တွေကိုကြည့်လိုက်ပါနောက်ပြီးတော့ကျွန်တော်မှာ Mitron D8 Global Firmware လေးတဲ့ရှိပါဦးမယ်ရောင်းရင်းလို့ရှိမှအလုံးရှိတယ်ဆိုရင်ကျွန်တော်စီမှာ Global လာချိန်လို့ရပါတယ်ဒီနေ့တော့ဒီလောက်ပဲ My Dear Customer သုံးရတာအဆင်ပြေပါစေ Take care yourself bye bye